ရုံးစင်တာကြားလာနေရှင်ဘယ်လေးတဝေထိုးနေအောင်ချိန်လေးပါလေးကြည့်ဘယ်နိုင်ထိုးရုံဆိုတာလဲအိုးယောက်ျားလေရုံးခုမှဆင်းတာလားနောက်တောင်ကြာနေပြီရောပေးကျမအိပ်ပြီဟောပေးကျမအိပ်ပြီဆက်လိုက်ခေါင်းလျှော်ကြီးကမတွေ့ဘူးနော်ကုန်သွားပြီလေဟောပုံသွားတော့ကိုကဘာနဲ့လျှော်ရမှာလို့အော်အမစက်ပြခဲရှိရစက်ပြခဲနဲ့လျှော်ပေါ့ဆက်ပြခဲနဲ့လျှော်တော့ငါစပင်းကြီးကြမ်းကုန်မှာပေါ့မိမရအမလေးတော့အရင်တော့တွေ့ကြရရှောင်းရေးချိုးပြီးတော့စီချီတော့စက်ပြနဲ့တိုက်လာတဲ့သူကကြီးကြီးကျယ်ကျယ်နဲ့နော်နီခေါင်းချွေရကုန်သွားလားဟုတ်သားပဲကျမမေ့နေခဏလေးဆောင်တော့ယောက်ျားခဏလားထိမတော့ဝှက်လောင်ခဏလေးဆောင်တော့ယောက်ျားခဏလေးမတော့ဝှက်လောင်ဟာဒီနေ့ချင်းငြူတည်တော့မယ်လားအော်ကုန်စည်နှုန်းတွေကတလောက်တက်နေရရှင်ပေးတဲ့လစာလေးနဲ့ကျမမရှိရှိတလားရှာလားဆိုတော့ချင်းလူစီတော့မရှင်းနိုင်တာပေါ့လောက်ပါရှင်ကျမတို့လည်းဒီရှိရနဲ့စားတာပါကြီးများမင်းနဲ့စားလိုက်နော်နီအိုးဟုတ်သားပဲငါ့ကြာလောက်ကပင်မလာဆိုချင်းလူကြီးတော့နေ့တိုင်းပဲစားကြမှာမလဲခဏလေးစားအောင်နော်ယောက်ျားဟိုကျမလက်ထက်မှာစက်တိုင်းမဲ့လူတောင်းရအောင်နော်ဟိုကျမလက်ထက်မှာစက်တိုင်းမဲ့လူတောင်းရအောင်နော်တနေ့ကအလုပ်တွေကများတော့ဇက်ကြောတွေကတက်ပြီးကိုလက်တွေကညောင်းကိုက်နေတယ်မှန်လားနည်းနည်းလောက်ငါနှိပ်ပြီးပါရှင်တို့ယောက်ျားတွေပဲပင်မနဲ့ရှင်းနေရတာကျမတို့အိမ်ရှင်မတွေမှာလဲလေပြရတာမရှိတာအိမ်မှုကိစ္စတနေ့ကုန်လုံနေရတာရှင်တို့ထက်တောင်ပိုးပင်မနဲ့အိုးဟုတ်သားပဲငါ့ကြာတနေ့ကုန်လုံးလုံးရတယ်ဆိုတော့ပင်မရောပေါ့ကျမနှိပ်ကြည့်နေနော်တက်တာလားယောက်ျားတက်တာလားယောက်ျားယောက်ျားထားတော့ဘယ်ချိန်ရှိနေပြီလဲဟာမင်းကလည်းကွာဇုံးပရည်အေးစစ်စစ်အေးရမလားအောင်မရတယ်လာလို့နေတာဘာသူအော်ရှင်ရုံးလေးပိတ်တော့ရှန်ထဲမှာညက်လေးပါလေးပါအမိုက်လေးပါလေးလဲတန်ရှင်းလောက်ရမယ်လေဟာခြံနဲ့မြက်ပေါက်တဲ့အလုပ်ကအလုပ်သမားခေါ်ခိုင်းတော့ကွာဘယ်နဲ့ငါလာပြီးခိုင်းနေအော်မခိုင်းနိုင်ပါဘူးသူတို့ကကျမခေါ်ခိုင်းလို့ရှင်ပတ်စံပေးရမှာပေါ့ကျန်လာပြီကျန်တော့စင်哎呦我的妈！真的是，真的是。